1384ခုသဇောင်းမုံလဇန်10ရက်တောက်ကြနေ့ဘေကုမြို့မြို့တွင်ကြီးရဓမ္မလင်္ကာရကျောင်း၌ကြီးအတွင်း၌ရှင်ရင်ကျင့်ပပြုလို့အတ္တိ64ချိန်မြောက်ကတိနာဒါနကထိန်သင်္ကန်းအလှတဲ့ဒီနေ့ကွယ်လွန်သူဖခင်ကြီးဦးထွန်းအောင်ရွှေကြီးမုတ်တိုက်ဘကိုးကိုရည်စူးပြီးတော့မိခင်ကြီးဒေါခင်တုံးမြင့်နဲ့သာသမီများဖြစ်ကြသောဦးသိန်းစိုးလင်းဒေါ်တက်တက်စိုးတာမောင်ကောင်းထက်ဥပုံနိုင်ဒေါ်ဝဝမို့သာသမီတွေဖြစ်ကြတဲ့မောင်လင်းတီဟကျော်မတူတူအိတ်တင်ဦးတန်းထဲဦးဒေါ်နယ်နယ်တို့သာသမီများဖြစ်ကြတဲ့မောင်ထက်အာကာဦးမတ်တင်တင်အေးတာမောင်ထက်ဝေယံဦးဦးအောင်မိုးဟန်ဒေါက်တာဣစန္ဒာထွန်းအောင်သမီးမဟမ်မဒီမိသားစုတို့ဤမြတ်သောကထိန်ဒါနအလှတဲ့အဲ့ဒါလေးဘုန်းကြီးကပြောချင်ဒီထဲမှာရေးထားတာကမြတ်သောကထိန်ဒါနအလှတဲ့အဲ့ဒီမြတ်သောဆိုတဲ့စလုံးလေးကိုပဲကင်ပြီးတော့ဘုန်းကြီးတို့ဒီနေ့တရားကောင်းစဉ်လေးပေးပါတယ်တရားကောင်းစဉ်လေးကိုဓမ္မကြီးတို့မိသားစုတွေအားလုံးအာရုံပြုပါဒီသင်္ကန်းဘာကြောင့်မြတ်တာလဲတဲ့ဒီနေ့ခေါ်မဲ့တရားကောင်းစဉ်ကိုဘုန်းကြီးပေးပါတယ်ဒီသင်္ကန်းဘာကြောင့်မြတ်တာလဲဘာတရားဟောမှာလဲဒီသင်္ကန်းဘာကြောင့်မြတ်တာလဲတခြားသောဝါဆိုသင်္ကန်းလေးဆရာတော်ဘုရားကြီးများကိုသိက္ခာထပ်တဲ့အခါမှာလဲပြိဋ္ဌာ၈ပါးထဲမှာပါတဲ့သင်္ကန်းလေးအခါအားလျော်စွာမင်္ဂလာဥဒါနလှူတဲ့သင်္ကန်းလေးအိမ်သစ်တဲ့ဒါနလှူတဲ့သင်္ကန်းလေးအိုးရဲလက်ဆွမ်းကြွေးတွေမှာလှူတဲ့သင်္ကန်းလေးသင်္ကန်းမြောက်များစွာရှိသည်တို့တွင်ဒီသင်္ကန်းကြမှာဘာဖြစ်လို့မြတ်သောသင်္ကန်းလို့ခေါ်ရတာလေဆိုတာအဲ့ဒါလေးကိုဒီနေ့ဘုန်းကြီးကရွှေကြီးမုတ်တိုက်မိသားစုဒီနေ့ခင်းလာတဲ့လူတန်းတဲ့ကထိန်ကိုအကြောင်းပြုပြီးတော့ဘုန်းကြီးတို့ဒီတရားလေးကိုဒီခေါင်းစဉ်ပေးပါတယ်ဒီသင်္ကန်းဘာကြောင့်မြတ်တာလဲဟောမဲ့တရားကပါတယ်လေဝဇီရမကူလံထုပေတိမကရံဝိဟာရကေရှိဝရေကတိနံတိထံဗတ္တကံပိဏပါတိကံဝဇီရမကုလံထုပေတိမကရံဝိဟာရကေရှိဝရေကတိနံတိထံဗတ္တကံပိဏပါတိကံထိုပေမြတ်စွာဘုရားကိုဇာတိတာကိုယ်ွယ်အပ်သောစေတီတော်၌ဝဇီရမကုလံထိတ်ဆုံးမှတင်ထားတဲ့စိန်ဘူးတော်သည်တထံမြတ်ဆုံးပါပေသည်ဝိဟာရကေသံဃာတော်များတရင်သုံးတော်မူတဲ့ကျောင်း၌တွင်မှဆောက်လုပ်ထားသောကျောင်းအပေါင်းတို့တွင်ကျောင်းအပေါင်းတို့၌သီမာကရံတိမ်ကျောင်းတော်သည်တထံမြတ်ဆုံးပါပေသည်ရှိဝရေသံဃာတော်များဝိယုံသုံးဆွဲဖို့လှူဒန်းကြတဲ့သင်္ကန်းအပေါင်းတို့၌ကတိနာဒီနေ့လိုလှူဒန်းရတဲ့ကထိန်သင်္ကန်းသည်တထံမြတ်ဆုံးပါပေသည်ဗိဏပါတိတကံပိဏဗဆွန်သည်ဗတ္တကံအမြတ်ဆုံးဆွန်ပါပေသည်ဣတိဤသို့ဒုံဝေတင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်တထဗံကောင်းစွာမသွေမတာထိုက်ပါပေတော့တည်းဘုန်းကြီးတို့ဗုဒ္ဓသာသနာတော်မှာဗုဒ္ဓဘာသာသူတော်စင်တွေပြောနေတဲ့စကားလေးတစ်ခုရှိတယ်ဖျားမှာသိတဲ့ဖျားမှာပါတယ်လေကျောင်းမှာသိတဲ့ကျောင်းမှာပါတယ်လေသင်္ကန်းမှာကထိန်စွမ်းမပိန်တဲ့အဲ့ဒီကထိန်နဲ့ပိန်ဆိုတာလေးကိုဘုန်းကြီးနည်းနည်းလေးရှင်းမယ်
ကထိန်ဆိုတာကတော့ကထိန်သင်္ကန်းပေါ့လေဒါနောက်ပြီးထပ်ပြောမယ်ပိဏ္ဏဘဆွန်းတယ်ပိဏ္ဏဘဆွန်းဆိုတာဘယ်လိုဟောခေါ်တာလဲအိမ်မှာနေစဉ်အိမ်ပေါ်မှာတက်ပြီးတော့ဆောင်းခံကြွားနေတဲ့တန်ဃာတော်တွေရှိပါတယ်နောက်တစ်ခုကအိမ်ပေါ်မတက်ဖဲနဲ့အိမ်ရှိမှာတန်းစီပြီးတော့ကြီးကြီးလေးခောက်ပြီးတော့လောင်းရင်လောင်းမလောင်းရင်နေဘယ်မှမတက်ဖဲဘယ်မှမတက်ဖဲနဲ့တန်းစီပြီးတော့ကြွသွားတဲ့တန်ဃာတော်တွေအဲ့ဒါကိုနေစဉ်ဝတ်မပြတ်အိမ်ရှိမှာဆုံးပေါ်လေးပြင်ပြီးတော့အိမ်ပေါ်မကြွပဲနဲ့တန်ခါတန်းစီပြီးတော့ရှေ့ကကြီးစီခောက်ပြီးတော့သုံးဖို့ဆွတော်ပြုလို့အဲဒီလိုကျောင်းသားကတော့လည်းကောင်းဥတုတော်ကတော့လည်းကောင်းနှိုးဆော်ပြီးတော့ကြွသွားတဲ့ဆွမ်းများကိုလောင်းရတဲ့အလှူကမြတ်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ကျောင်းနိုင်ဆွဲမရှိဘူးပုဂ္ဂိုလ်ဆွဲမရှိဘူးတန်ခါဆွဲမရှိဘူးအိမ်ရှိမှာကြွတော်မူသွားတဲ့တန်ခါတိုင်းကြီးကိုအာရုံပြုပြီးတော့လှူရတဲ့ကုသိုလ်မို့လို့အဲ့ဒီဆွမ်းလာတယ်မြတ်တယ်တဲ့အဲ့ဒါကိုပိဏ္ဏဘဆွမ်းလို့ခေါ်တယ်အဲ့ဒါဘာဆွမ်းလို့ခေါ်လဲအဲ့ဒါလေးမှတ်တာတရားမှာစိန်ဆိုတာနားလေတယ်ကျောင်းမှာသိန်ဆိုတာနားလေတယ်ကျောင်းကကျောင်းထဲမှာသိန်ကျောင်းအလှူဒီများဆုံးဆိုတာကနားလည်ပြီးသားပဲပိဏ္ဏဘဆွမ်းဆိုတာဘာကိုပြောတာတော့ဆိုရင်အဲ့ဒီလိုပေါ့ခုနကတော့ဘုန်းကြီးပြောသလိုတန်ခါသားနဲ့ကြွသွားတာကိုလူတဲ့ဆွမ်းမျိုးကိုအဲ့ဒါပိဏ္ဏဘဆွမ်းတယ်အဲ့ဒါအများဆုံးဆွမ်းနေတဲ့အဲ့ဒီမှာတပိဋ္ဌိသင်္ကန်းထဲမှာကထိန်သင်္ကန်းကလည်းမြတ်တယ်တဲ့ဗာသင်္ကန်းကလည်းမြတ်တယ်တဲ့အဲ့တော့မေးရရှိတယ်ရှင်ဘုရားတပည့်တော်တို့ဒကာကြီးဥထုံးအောင်ဆုံးတော့ကလည်းပဲမဆုံးခင်မှာလည်းပဲဘုန်းကြီးတို့သင်္ကန်းတွေကတ်တယ်ပရိခေယာတွေကတ်တယ်ဘုန်းကြီးတို့လည်းပါတာပဲကတ်တဲ့ထဲမှာအဲ့ဒီဒကာကြီးမဆုံးခင်တော့ကအဲ့လိုကတ်တဲ့သင်္ကန်းတွေဒကာကြီးဆုံးပြီးတဲ့နောက်မှာလည်းပဲသံဃာဘတရားပြင်ပြီးတော့ကတ်တဲ့သင်္ကန်းတွေမမြတ်ဘူးလားဗျာအဲ့ဒါလည်းသင်္ကန်းပဲဗျာဒီနေ့ဒီမှာလာပြီးတော့ဓမ္မလင်္ကာရကျောင်းနယ်ကြီးရဲ့64ကြိမ်မြောက်ဘုံမာကထိန်ပွဲဆင်နွှဲပြီးတော့တပည့်တော်တို့လှူရတဲ့ဒီသင်္ကန်းကဟောသင်္ကန်းပဲတူတူပဲဗျာဒီသင်္ကန်းကြမှာဘာဖြစ်လို့မြတ်တာဒုံလို့မေးရင်ပြည့်တဲ့အကြောင်း3ချက်ရှိလို့လေအကြောင်းဘယ်နှချက်ရှိလဲအဲ့ဒါလေကထိန်တန်ကကထိန်မတွေတခြားနာသွားနှစ်တိုင်းကထိန်ခင်းနေတာအဲ့တော့အကြောင်း3ချက်ကဘာကြောင့်လုံးဆိုတော့နံပါတ်1ကာလဒါနဖြစ်သော6တဲ့နံပါတ်1ကဘာဒါနတယ်လဲအဲ့ဒီကာလဒါနဆိုတာကအချိန်ကာလပိုင်းခြားထားတာမို့လို့ဒီသင်္ကန်းကမြတ်တယ်တဲ့ဒီသင်္ကန်းကလူကျင်တိုင်းလူလို့မရဘူးတရင်ကျလာပြီးတော့တရက်နေ့ကနေဒါမှမဟုတ်လားပြည့်နေ့အတွင်းမှာပဲလူလို့ရတာမို့လို့အဲ့လိုလကန့်တချက်ကာလအပိုင်းခြားပေးထားတဲ့အတွက်ကြောင့်မို့လို့ဒီသင်္ကန်းကမြတ်ပါတယ်တဲ့နံပါတ်1မြတ်ချင်းရဲ့အကြောင်းတရားသည်ကာလဒါနဖြစ်သောကြောင့်ဘာဒါနဖြစ်သောကြောင့်တနည်းပြောရင်လပိုင်းထားတဲ့အတွက်ကြောင့်မို့လို့မြတ်တယ်ဘာဖြစ်လို့မြတ်တာလဲပရိသတ်တွေဖြေပါဘာဖြစ်လို့မြတ်တာလဲလပိုင်းထားတဲ့အတွက်ကြောင့်မို့လို့မြတ်တယ်တဲ့နောက်တဲ့ကနံပါတ်2တန်ခဒါနဖြစ်သောကြောင့်မြတ်တယ်တဲ့တန်ခဒါနဖြစ်သောကြောင့်မြတ်တယ်ဘာကြောင့်မြတ်တယ်လဲဧကရိန်သင်္ကန်းဒီပရိသတ်ပုဂ္ဂိုလ်ကိုလှူလို့မရဘူးတန်ခါကိုပဲလှူရမယ်ဘာကိုပဲလှူရမယ်အဲ့တော့တန်ခဒါနဖြစ်သောကြောင့်လည်းပဲတန်ခိကလှူရသောကြောင့်လည်းပဲကရိန်သင်္ကန်းကမြတ်တယ်တဲ့နှစ်ချက်ရှိသွားပြီဘယ်နှချက်လဲနောက်တစ်ခါနံပါတ်3တန်ခဟာတုဒါနဖြစ်သောကြောင့်လည်းပဲမြတ်တယ်တဲ့ပါဠိစလုံးလေးပြောမယ်ဘုရင်တိုင်းတန်ခဟာတုဒါနတဲ့ပြောကြည့်ပါတယ်လေတန်ခဟာတုဆိုတာချမ်းသာတယ်တန်ဃာတော်များကိုချမ်းသာစေသောကြောင့်လည်းပဲမြတ်တယ်တဲ့
တန်ဃာတော်များကိုဘာဖြစ်စေလို့ချမ်းသာဆိုတဲ့နေရာမှာပရိသတ်မှတ်လိုက်ကိုချမ်းသာနဲ့စိတ်ချမ်းသာဘာချမ်းသာနဲ့ဘာချမ်းသာလဲချမ်းသာခြင်းနှမျိုးရှိတယ်ချမ်းသာခြင်းဘယ်နှမျိုးရှိလဲဘာချမ်းသာနဲ့ဘာချမ်းသာတန်ဃာတော်တို့ကိုစိတ်နဲ့ပါချမ်းသာစေလိုတဲ့ဌာနဖြစ်တဲ့အတွက်ကြောင့်မို့လို့မြတ်တယ်တဲ့ဆိုတော့ထပ်မေးကြမေးခွန်းတစ်ခုကဒီမှာထွက်လာတယ်ရှင်မယားဝါသောသင်္ကန်းလှူတယ်လေခကြီးဆုံးတော့ကလည်းပဲသင်္ကန်းတွေလှူတယ်လေအဲ့ဒီသင်္ကန်းကမချမ်းသာဘူးလားလို့မေးတဲ့အကြောင်းမရှိဘူးလားရှိတာပေါ့ပရိသတ်ရဲ့ဘယ်နဲ့ဒီကထိန်သင်္ကန်းကြမှာတန်ဃာတော်တို့ကိုစိတ်နှစ်ပါးချမ်းသာစေတဲ့ဌာနဖြစ်တဲ့အတွက်ကြောင့်လို့ဒီသင်္ကန်းကမြတ်တယ်လို့ပြောတော့ဘာကိုချမ်းသာစေတာတုံးလို့ဒီနေရာမှာရှင်းဖို့လိုလာတယ်နော်အဲ့တော့သင်္ကန်းတွေအများကြီးအစုံ100လောက်ရတာကိုချမ်းသာတယ်ခေါ်တာလားမဟုတ်ဘူးပြေးတိုက်အဲ့တော့တန်ဃာတော်တို့ကိုချမ်းသာစေသောကိုယ်စိတ်နှစ်ပါးချမ်းသာစေသောဒါနကြောင့်လည်းပဲဒီသင်္ကန်းကမြတ်တယ်ဆိုတော့ကထိန်သင်္ကန်းရဲ့ခွင့်ပြုပုံလေးကိုဘုန်းကြီးတို့တစ်ချက်ပြန်ပြီးတော့ကြည့်တဲ့အခါမှာမြတ်စွာဘုရားသာဝတိမှာတရင်သုံးနေတယ်ဗမာတရင်သုံးနေတယ်မြတ်စွာဘုရားသာဝတိပြည်မို့ဇေလွန်ကျောင်းမှာတရင်သုံးနေတော့ကမြတ်စွာဘုရားကိုဖူးဖို့လို့ဆိုပြီးတော့ကြွလာတဲ့တန်ဃာတော်အပန်း30တဲ့တန်ဃာတော်ဘယ်လောက်လဲပါဝေယကတိုင်းကနေလာတာဘယ်တိုင်းကလာတာပါဝေယကတိုင်းကနေပြီးတော့လာတာကောသလတိုင်းကိုဘုရားတို့မြန်မာနိုင်ငံမှာတိုင်းနဲ့ပြည်နယ်14ခုရှိတယ်လို့အိန္ဒိယမှာလည်းပဲမြတ်စွာဘုရားလက်ထက်ကတော့တိုင်းဒေသကြီးတွေခွဲထားတာအများကြီးပဲအဲ့ဒါဒီကိုယ်တော်ပန်း30ကဘယ်ကနေကြွလာတာတုံးဆိုလို့ရှိရင်ပါဝေယကတိုင်းကဘယ်တိုင်းကလဲကောသလတိုင်းကိုလာတာဘယ်တိုင်းကိုလာတာလဲအဲ့တော့ကောသလတိုင်းကိုဘာလာလောက်တာတုံးဆိုရင်မြတ်စွာဘုရားလာဖူးတာဒါပေမဲ့လို့မြတ်ဗုဒ္ဓလက်ထက်ကတော့ယခုလိုလေယာဉ်များနေကားတွေမိရထားတွေမရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတန်ဃာတော်ဘာ30တို့သည်ခြေလျင်ခီးကုန်းချောင်းခီးနဲ့လာတဲ့အတွက်ကြောင့်မို့လို့တာဝတိကိုမရောက်တော့ဘူးတဲ့တာဝတိရောက်ဖို့လို့ဘယ်လောက်လိုတုံးဆိုရင်မိုင်90ဘယ်လောက်လိုလဲအဲ့ဒီမိုင်90မှာရှိတဲ့မြို့ကတာကိတမြို့တဲ့ဘာမြို့လဲလဲအဲ့ဒီတာကိတမြို့ကလည်းပဲဘယ်သူတည်သွားတာတုံးဆိုလို့ရှိရင်ဘုန်းကြီးတို့ပုဗ္ဗာယုံကျောင်းမကြီးဝိသခါဆိုတာကြားဘူးတယ်မဟုတ်လားအဲ့ဒီဝိသခါရဲ့အဖေဒဏင်ဇယတဖေအဲ့ဒီစာကြောင့်လေးနည်းနည်းလေးပြောမယ်9မိနစ်လောက်လေးကောသလမင်းကြီးကရာဇဂိုကိုသွားလည်ရင်ကနေပြီးတော့သူကဘာတွေတွေ့ခဲ့တုံးဆိုတော့အဲ့ဒီရာဇဂိုမှာလေတထေးကြီးအများကြီးတွေ့ခဲ့တယ်သူကအဲ့တော့အမိတဘောဂလို့ခေါ်တယ်မကုံနိုင်အောင်ကိုစီးပွားချမ်းသာတဲ့တထေးကြီးတွေတွေ့ခဲ့တော့ကောသလမင်းကြီးကဗိမိတာရမင်းကြီးထံမှာတထေးတူတောင်းတယ်သူရှိကိုတထေးတူထည့်ပေးလိုက်ပါဆိုတော့တထေးကြီးတွေမထည့်ပဲနဲ့အဲ့ဒီမှာတထေးလေးတယောက်ကိုထည့်ပေးလိုက်တာအဲ့ဒီတထေးလေးကဒဏင်ဇယတဖေးအဲ့ဒီဒဏင်ဇယတဖေးဒီဝိသခါရဲ့အဖေပဲအဲ့တော့ဝိသခါတို့ကဘုန်းကြီးတို့မရေးတိုင်းဝိသခါကရာဇဂိုမှာနေတာအဲ့ဒီကနေပြီးတော့သူ့အဖေနဲ့အတူတူလိုက်လာရတဲ့ဝိသခါငငယ်လေးရှိသေးတယ်ပါလာတော့လိုက်လာတဲ့အခါကျတော့ဒဏင်ဇယတထေးကအဲ့ဒီနာကုဏတာဝတိရောက်ဖို့လို့မိုင်90လောက်အလိုရောက်တဲ့အခါကျတော့ဒဏင်ဇယတထေးကပြောတယ်ကောသလမင်းကြီးကိုမင်းကြီးတဲ့ကျွန်တော်မြို့ထဲမှာလိုက်ပြရစီနဲ့တဲ့မြို့ထဲမှာလူတက်တယ်တဲ့ကျွန်တော်ကပြိဿတွေအများကြီးနဲ့အဲ့ဒီနေရာလေးမှာကျွန်တော်မြို့တည်ရစီဆိုတော့ကောသလမင်းကြီးကအဲ့ဒါဆိုလို့ရှိရင်မင်းတော်ဘောပဲမြို့တဲဆိုပြီးတော့အဲ့ဒီမှာမြို့တဲခိုင်းတာမရေးသားရဲ့အဲ့ဒါဒဏင်ဇယတထေးကိုယ်တိုင်တည်တဲ့မြို့မို့လို့တာကိတမြို့လို့ခေါ်တယ်။ဘာမြို့လို့ခေါ်လဲ။တာကိတဆိုတဲ့ပါဠိစလုံးကကိုယ်တိုင်တည်တာတဲ့။တာကိတဆိုတဲ့ပါဠိစလုံးကမြန်မာလိုပြန်ရင်ပါတယ်လေ။ဒဏင်ဇယတထေးဝိသခါရဲ့အဖေကိုယ်တိုင်တည်ရတဲ့မြို့မို့လို့အဲ့ဒီမြို့ကိုတာကိတမြို့လို့ခေါ်တယ်။အဲ့ဒီတာကိတမြို့ကိုခုနတုန်းကဘုရားဖူးဖို့ရောက်လာတဲ့တန်ဃာတော်တွေရောက်လာတာပြည့်တဲ့ဝါဆိုလားပြည့်တော့တည့်ရနေတယ်။ဘယ်နေတယ်လဲ။ဝါဆိုလာပြီကျော်တရနေ့ဆိုတာတန်ဃာတွေဝါဆိုရတယ်ဘာလို့ရလဲအဲ့တော့တာဝတိကိုမရောက်တော့ဘူး
တာဝတိကိုမရောက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတန်ဃာတွေမလုပ်လိုက်ရတော့လို့ဆိုတော့အဲ့ဒီတာကေတမှာပဲဝါဆိုလိုက်ရတယ်။ဘာမှဝါဆိုလိုက်ရတယ်။တာကေတမှာဝါဆိုပြီးတဲ့အခါသတင်းကျွတ်လာပြီးကြော့တရက်နေ့ကြားတဲ့အခါကျတော့အဲ့ဒီတန်ဃာတော်အပါ30ကပြေးတဲ့ဒီကထိန်သမိုင်းလေးကိုသိက္ခာနာတော့တန်ဃာချမ်းသာဖို့ဘုရားခွင့်ပြုတယ်ဆိုတာလေးကိုတချို့ကထင်နေတာကတန်ဃာချမ်းသာဖို့ခွင့်ပြုတယ်ဆိုတာကဟာကထိန်မှာပရိသတ်ပင်တွေအများကြီးသိတာတို့သင်္ကန်းအစုံ100 200ရတာတို့ကိုဒါကိုချမ်းသာတယ်လို့ခေါ်နေတာမဟုတ်ဘူးမဟုတ်ဘူးသူသာကြောင်းလေးပေါ်လာပါလိမ့်မယ်အဲ့ဒါနဲ့အဲ့ဒီတန်ဃာတော်အပါ30ကဟာတရင်ကျုံလာပြီးပဝါဒနာပြုပြီးလဲပြီးတော့မြတ်စွာဘုရားပူးမယ်ဆိုပြီးတော့ပရိသတ်ရေတာဝတိကိုလာကြတာတရင်ကျုပ်ပြီးတာဆိုတော့မိုးမပြတ်သေးဘူးမိုးပြတ်ပြီလားမပြတ်သေးတော့အိန္ဒိယကမိုးတအားရွာထားတဲ့အခါကျတော့ပြည့်တယ်လမ်းတွေကဘယ်လိုဖြစ်နေလို့ဆိုတော့ဟာဒူကောင်းလောက်ပေါင်းလောက်ရှိတဲ့ဆွန့်ပွက်တွေကိုယုံနေဒီလိုလာတာ哦နောက်ပြီးတော့ဒီကိုတော်အပါ30မှာထူးခြားချက်ကဘာရှိနေတုံးလို့ဆိုတဲ့အခါကျတော့ဒီကိုတော်တွေကတိစီဝရိတ်တဲ့တိစီဝရိတ်ဆိုတာသင်္ကန်း3တဲ့တိစီဝရိတ်ဆိုတာသင်္ကန်းဘာနဲ့တယ်လဲတိစီဝရိတ်အဋ္ဌံတင်ထားတဲ့ကိုတော်တွေဖြစ်နေတယ်တဲ့အဲ့ဒါလေးဘုန်းကြီးနည်းနည်းနားလည်အောင်ပြောမယ်တိစီဝရိတ်အဋ္ဌံတင်ထားတယ်ဆိုတာအောက်ကဝတ်တဲ့သင်းမှန်ရဲ့အပေါ်ကဝတ်တဲ့ဧကတိရဲ့ပခုံးပေါ်မှာတင်ထားတဲ့နှစ်ထပ်သင်္ကန်းခေါ်တယ်။ဘာသင်္ကန်းလဲဒီနေ့ခေါ်ရင်ဒုကုတ်လို့လည်းခေါ်တယ်။ဘာလို့လဲခေါ်လဲအဲ့ဒီနှစ်ထပ်သင်္ကန်းကြီးကလည်းပခုံးပေါ်တင်ထားသေးတယ်။ဆိုတော့ဒီဘက်ကတပိတ်လက်ကြည့်တဲ့မြေအောင်ကြည့်တဲ့သံဃာပါ30ကိုနှစ်ထပ်သင်္ကန်းဆိုတာလေးတယ်ပြေးတာအလေးကြီးနှစ်ထပ်ချုပ်ထားတာနှစ်ထပ်ချုပ်ထားတာမို့လို့နှစ်ထပ်သင်္ကန်းလို့ခေါ်တာအဲ့တော့တူတူပြောလိုက်ကြပါစို့မိုးရွာရောမိုးရွာတော့မိုးဆူရောမိုးဆိုတော့အောက်ကသင်းပိုင်က6လွယ်တယ်သင်းပိုင်လေးချွတ်ရင်ညှစ်လိုက်6လွယ်တယ်ဧကတိတွေမိုးဆူလာတဲ့ဆိုဧကတိသင်္ကန်းကိုခဏချွတ်ပြီးတော့ရင်ညှစ်ပြီးတော့ပြောင်းဝဲ6လွယ်တယ်6မလွယ်တာကမိုးဆိုရင်တော်တော်နဲ့ပြန်ပြီးတော့မ6တာကနှစ်ထပ်သင်္ကန်းကြီးဗာသင်္ကန်းကြီးလေတနထပ်တော့ချုပ်ထားတာဆိုတော်တော်နဲ့မ6ဘူးဒီသင်္ကန်းကြီးကအဲ့တော့ဒီသင်္ကန်း3တဲ့ဖြစ်ခန္ဓာကိုယ်နဲ့ခွာပြီးတော့မနေပါဘူးလို့တိစီဝရိတ်အဋ္ဌံတင်ထားတဲ့ကိုတော်တွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီသင်္ကန်းကြီးကသွားလျာယူသွားရတယ်သူကထားခဲ့လို့မရဘူးသွားလျာယူသွားတဲ့အတွက်ကြောင့်မို့လို့ဒီသင်္ကန်းကြီးကဘာဖြစ်တော့ရေအိတ်ကြီးလို့ဖြစ်နေတယ်ရေတွေဝင်နေတယ်ဘာတွေဝင်နေလဲမလေးဘူးလားအဲ့တော့ကိုပင်မန်းနေဘာပင်မန်းလဲဇာကြီးဌာနတိုင်းမပင်မန်းဘူးလားရန်ကုန်နဲ့ပဲခူးလောက်ရှိတဲ့မိုင်90ခရီးကိုဒီနှစ်ထပ်သင်္ကန်းကြီးရေတွေဆိုပြီးနစ်ပြီးတော့ရေအိတ်ကြီးလို့ဖြစ်နေတဲ့ဟောဒီနှစ်ထပ်သင်္ကန်းကြီးကိုပကုံးပေါ်တင်ပြီးတော့သွားရတာရိုးရိုးကတ္တရာလောင်းပေါ်သွားရင်လည်းကိစ္စမရှိဘူးပြေးတဲ့ရွှွန်တဲ့ဘွက်ထဲမှာယုံနေရတာဘယ်ထဲမှာယုံနေရွှွန်တဲ့ဘွက်ထဲမှာယုံနေတဲ့အတွက်ကြောင့်မို့လို့တိတ်ပင်မနွမ်းနေလုံးအကြည့်တယ်တဲ့ဒီသင်္ကန်းကြီးကလည်းထားခဲ့လို့မရသူတို့ကအဋ္ဌံပြုထားတာဘာလို့ထားတာလဲဒီသင်္ကန်းနဲ့ကျင်းပြီးတော့မနေပါဘူးလို့အဋ္ဌံပြုထားတဲ့အတွက်ကြောင့်မို့လို့ထားခဲ့လို့လည်းမရအဲ့ဒီသင်္ကန်းကြီးပခုံးပေါ်တင်အဲ့တော့လေးလိုက်တာရေတွေဝင်နေတဲ့သင်္ကန်းကြီးဆိုတော့ရေအိတ်ကြီးတည်သွားတယ်လို့လေးတော့မြတ်စွာဘုရားထံကိုရောက်တဲ့အခါကျတော့ဘုရားတိုင်ကိုတော်တွေတော်တော်ပင်မနေပြီတဲ့ကိုတော်တွေဘာဖြစ်နေပြီလဲနွားနေတဲ့ကြည့်ရတဲ့ခန္ဓာကိုယ်မလန်းနွားနေအဲ့နဲ့မြတ်စွာဘုရားကချက်သားတို့ဘယ်လိုဖြစ်လာကြတာတော့ငါဘုရားမိတ်မပြောသမ်းမအောင်ဆိုတော့မှသူတို့ပြောတယ်လူတို့ဗျာပါဝေယကတိုင်းကနေပြီးတော့လာတာပါဗျာမြတ်စွာဘုရားဖူးရင်လို့အဲ့ဒါမရောက်တော့တာကိတဝါဆိုခဲ့ရတယ်ဗျာတရင်ကျွတ်တော့မြတ်စွာဘုရားဖူးရင်လို့တပည့်တော်အပြည့်ကလေးလာတာဗျာမိုးကလည်းရွာလမ်းထဲမှာပင်မလိုက်တာဗျာရွှွနေဘွက်တွေကလည်းဒူးကောင်းလောက်ပေါင်လဲလောက်ယုံရတယ်ဗျာအဲ့တော့မှမြတ်စွာဘုရားကဂိုင်းဒါမျိုးလို့ရှိရင်ရှေ့မြတ်စွာဘုရားတို့ကထိန်သင်္ကန်းခွင့်ပြုသလားလို့ကြည့်လိုက်တဲ့အခါမှာရှေ့ကမြတ်စွာဘုရားတွေကထိန်သင်္ကန်းခွင့်ပြုတယ်ကထိန်သင်္ကန်းခွင့်ပြုလိုက်ခြင်းအပြင်ကထိန်ခင်းလိုက်ခြင်းအပြင်
ကထိန်ကျိုးတရား၅ပါးရတယ်ဒါဘုန်းကြီးမပြောတော့ဘူးတရားတူမှာမို့လို့တစ်ချက်ပဲပြောမယ်ပြည့်တဲ့ဒီသင်္ကန်းကြီးကိုထားခွင့်ရသွားပြီသူကဘယ်မှာထားခွင့်ရသွားပြီသူကငါဘုရားခွင့်ပြုမယ်ဆိုပြီးတော့မြတ်စွာဘုရားဘာလို့တော့ဆိုပြည့်တဲ့အဲ့ဒီမှာကထိန်ခင်းခွင့်ပေးတယ်ဘာခင်းခွင့်ပေးတယ်အဲ့ဒါဒါလေးဘုန်းကြီးနားလည်အောင်ပြောမယ်အခုဒါကြောင့်လာပြီးတော့တရေနေကနေပြီးတော့သမုံလာပြင်းနေအတွင်းမှာကထိန်ခင်းလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီပခုံးပေါ်မှာတင်ထားတဲ့နထသင်္ကန်းကြီးကိုခရီးသွားရင်ရှူသွားเสียမလိုတော့ဘူးဒီသွားเสียလိုသေးလားထားခဲ့တော့မလုပ်ခဲ့ရမလဲအဲ့ဒီထားခွင့်ဒီဘလောက်ရတော့ဆို9လရတယ်ဘလောက်ရလဲတပေါင်းလာပြင်းနေထိအောင်ဘယ်ထိအောင်လဲပြောဒီပခုံးပေါ်မှာဒုက္ခသင်္ကန်းကြီးမတင်မဲနဲ့မယူသွားပဲနဲ့ထားခွင့်ရတဲ့အတွက်ကြောင့်မလို့တန်ဃာတော်တွေဗာဖြစ်လေကိုစိတ်နှစ်ပါးချမ်းသာသွားတယ်။ဘာချမ်းသာသွားလဲ။လေးတဲ့ဝင်တော့ဝင်ဘိုးကြီးကိုတရားနာထောင်တော့ဒီရေအိတ်ကြီးလို့ဖြစ်နေတဲ့ဒီဒုက္ခသင်္ကန်းကြီးကိုတည်မသွားတော့ပဲနဲ့9လတိတိဘေးတတ်တွေကြိုက်တဲ့နေရာမှာထားခဲ့။ထားခွင့်ရှိတယ်။ရှိလားမရှိဘူးလား။အဲ့ဒါကြောင့်မို့လို့တန်ခါဖာတုဒါနဆိုတာအဲ့ဒါပြောတာဟိုတင်ကအစုံတရားရတာဝိထုသိန်းတရားရတာဒါကိုတန်ခါဖာတုဒါနပြောတာမဟုတ်ဘူးတန်ခါဖာတုဒါနတန်ဃာတော်များချမ်းသာဖို့လို့အရေးမြတ်စွာဘုရားကကထိန်ခွင့်ပေးတာဘယ်လိုချမ်းသာတာတော့ဆိုဘုန်းကြီးပြောခဲ့ပြီးပြီဒီဒုက္ခသင်္ကန်းကြီးကိုနထသင်္ကန်းကြီးကိုတည်မသွားပဲနဲ့ထားခဲ့ခွင့်ပေးဒါပဲမဲ့လို့ကထိန်ခင်းမှာဘာလို့မှလဲကထိန်ကတော့ခင်းကျင်တိုင်းခင်းလို့ရတာလားကထိန်တကာရှိမှာကထိန်တကာရှိမှာဟုတ်တယ်မဟုတ်လားအဲ့တော့ဘုန်းကြီးတို့ရွှေကြီးစမကြီးနဲ့တော့ကအလုံးရွှေကြီးမဟုတ်တိုင်းမိသားစုဘုန်းကြီးဒါပြောချင်တာဩငါတို့ကထိန်သင်္ကန်းလာလှူတာဆိုတာတန်ခါကိုချမ်းသာအောင်လာလုပ်ပေးတာပဲဘာဖြစ်အောင်လာလုပ်ပေးတာချမ်းသာအောင်လာလုပ်ပေးဆိုတဲ့နေရာမှာဘာချမ်းသာအောင်လို့ဆိုရင်ကိုယ်စိတ်နှစ်ပါးဘာချမ်းသာအောင်လဲဒီလေးလံတဲ့ဝင်တော့ဝင်မိုးကြီးကိုချထားခဲ့ရတဲ့အတွက်ကြောင့်မို့လို့တန်ဃာတော်တွေကိုယ်ကမချမ်းသာဘူးလားစိတ်ထဲမှာကပေါ့ပေါ့ပါပါနဲ့သွားလေရနေရာဌာနမှာဒီဒုက္ခသင်္ကန်းကြီးပခုံးမတင်ပြီးတော့ယူသွားတယ်မလို့တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်သွားတာကမပေါ့ပါဘူးလားပေါ့ပေါ့ပါပါဖြစ်သလားမဖြစ်ဘူးလားေဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ခအနုသာနာမိဘိက္ခွေပုရိမဝတ္တဝဋ္ဌာနံဘိက္ခုနံကတိနံအတ္ထရိတောယဟန်တော်များဥစ္စေသားတို့ပုရိမဝါမကျွတ်တော်မူကြတဲ့သံဃာတော်ပေါင်းရှင်ကောင်းတို့အားတန်ခဖာတုဝိဟာတန်ခဖာတုဒါနတန်ဃာတော်များချမ်းသာဖို့အရေးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကထိန်သင်္ကန်းကထိန်ခင်းဖို့လို့ကောင်းစွာမသွေခွင့်ပြုတော်မူလိုက်ပါပေသတည်းကဲဒါလေးလိုက်ဆိုကြည်သားမှာဗဒဝေကီညီနောင်ထေတို့ပိတာကေတဝါတော်များ၍ဝါလကင်းလို့တည်င်းကျွတ်တော်သာဝတိမောဇေတဝ၌တုလွန်မကုတသုံးလူဘကိုဖူးရအငါသွားကြရဝဲယူဇနာ6သွဲမိုင်50ဟုတောလေလမ်းမှကျန်တန်လာဤမိုးကတိထံလေကလှန်သဖြင့်ရေလျာညွန်ဘွဲ့အသွားခက်သာကိုထက်သင်္ကန်းရွှွညွန်လွှမ်း၍တနွမ်းတလျသွားရောက်ကြသောဗုဒ္ဓမြတ်ဖျားကရုဏာပွား၍5ပါးကျိုးရဖြိုးဖြိုးကြွသည်ကတိနာမိမံဤသင်္ကန်းကို
လူရန်ကြလေခင်းကြပေဟုရွှေပြာကမုတ်ပညာထုတ်သည်အချုံမှတ်ွယ်ဏိဒံသည်ဧဒါကြောင့်ဗဒ္ဒဝေကိညီနောင်ထေတို့ပြည်သာကေတဝါတော်များ၍ပြည်သာကေတဝါတော်များ၍ဝါလာကင်းလိုတည်ကျွတ်တော်တဝုတိမောဇေတဝ၌တွန်းလိုမကုဒသုံးလူပါကိုဖူရအာငါသွားကြရဝဲယူဇနာ6တွယ်မိုင်50ဟုတော်လေလမ်းမှကျမ်းနာလာ၏မိုးကတိထံမိုးကတိထံလေကလှန်သည်ဖြင့်ရေလျံညွန်ပွဲအသွားခက်တာကိုထက်သင်္ကန်းရွှွညွန်လွှမ်း၍တဏှာတလျာသွားရောက်ကြသောဗုဒ္ဓမြတ်ဖျားကရုဏာပွား၍ငါးပါးကျိုးရာဖြိုးဖြိုးကြွသည်ကတိနာမြည်မှန်ဤသင်္ကန်းကိုလူရန်ကြလေခင်းကြလေဟုလူရန်ကြလေခင်းကြလေဟုရွှေပြာကမုတ်ပညာထုတ်သည်အချုံမှတ်ွယ်ဏိဒံသည်ကရိသင်္ကန်းရဲ့ဖြစ်ပေါ်လာသောအကြောင်းတရားပေဒတရေတန်ခါဖာတုဒါနတန်ဃာတော်များချမ်းသာပွားဖို့တဲ့တန်ဃာတော်များဘာပွားဖို့တယ်လဲတန်ဃာတော်များချမ်းသာပွားဖို့ဆိုတာသင်္ကန်းအစုံတရားရတာငွေသိန်းတရားရတာကိုပြောတာမဟုတ်ပါဘူးတန်ဃာတော်များဒီနထသင်္ကန်းကြီးတိစီဝရိဒိဋ္ဌံတင်ထားတဲ့နထသင်္ကန်းကြီးသွားလေရရယူမသွားပဲနဲ့ထားကျင်တဲ့နေရာမှာထားခဲ့တဲ့ထားခွင့်ပေးဖို့လို့မြတ်စွာဘုရားဒီကထိန်သင်္ကန်းကိုခွင့်ပြုတော်မူပါတယ်။ဒါကြောင့်ဒီကထိန်သင်္ကန်းလှူရတဲ့အကျိုးဟာတန်ဃာတော်များဝင်ပေါ့သွားတယ်လို့နော်တေချာလေးနားထောင်ပါရွှေကြီးမုတ်တိုင်မိသားစုတွေတေချာလေးနားထောင်ပါငါတို့ကထိန်သင်္ကန်းလှူရတဲ့အကျိုးဟာ5ပါးလုံးမပြောဘူးပြည့်တဲ့အဲ့ဒီတပါးနဲ့ဘုန်းကြီးကင်ပြောမယ်။တန်ဃာတော်များကိုယ်စိတ်နှပါချမ်းသာအောင်ဆောင်ရွက်ပေးသလိုတန်ဃာတော်များဝင်တော့ဝင်ဖို့ကြီးရေအိတ်ကြီးလို့ဖြစ်နေတဲ့ဒီနခသင်္ကန်းကြီးထားခွင့်ရသွားလို့တန်ဃာတော်များပေါ့ပေါ့ပါပါဖြစ်သွားသလိုကထိန်တွေကကထိန်မာတွေလည်းပဲပြေးတတ်တယ်ဘယ်ကိုသွားသွားဘာတောင်းကိုပဲထမ်းထမ်းတူတူပြောမယ်နောက်ဘဝလူပြန်ဖြစ်လို့လေအိမ်တောင်တာဝန်ထမ်းလည်းပဲပေါ့ပေါ့လေးထမ်းသွားရတယ်တချို့အိမ်တော်ရေးတာဝန်ကြီးထမ်းတာသိပ်ပင်ပန်းတာပဲမပြည့်စုံတော့ပြင်မလိုက်ရတာမနေ့ကနေပြီးတော့ရှာညနေနေဝင်မိုးချုံမှပြန်လာလူနဲ့လူရုပ်မပေါ်တော့ဘူးတခါကနေညင်းလာလို့မဲတဲပြီးတော့သားတွေမဲအရွယ်တွေကြဖြစ်ပုံတွေကပင်မလို့ဘာဖြစ်လို့လဲဝင်ထမ်းရတာပင်မနဲ့အိမ်တောင်တာဝန်ဘာတာဝန်နဲ့လဲနောက်ဘဝလူပြန်ဖြစ်ရင်လည်းပဲပြေးတတ်တယ်ကထိန်သင်္ကန်းလှူရတဲ့အကျိုးတရားဟာအိမ်နောက်တာဝန်ကြီးထမ်းများတော့လည်းပဲပေါ့ပေါ့ပါပါပြည့်ပြည့်စုံစုံမပင်မမှုတွေထမ်းရတာအဲ့ဒါမှမဟုတ်လို့သာသနာတော်ကိုရောက်လာလို့ဘုန်းကြီးယဟန်ကိုရင်သီလရှင်တဲ့ဖြစ်မယ်ဆိုရင်သာသနာတာဝန်ထမ်းတော့လည်းပဲပေါ့ပေါ့ပါပါပဲထမ်းရမယ်တဲ့ဝန်မပြဘူးတဲ့ဝန်ပြတယ်တဲ့လားဝန်မပြဘူးတဲ့သာသနာတာဝန်ထမ်းတော့လည်းပဲဝန်မပြဘူးတဲ့ရက်ွက်ထဲမှာကိုကလူကြီးဖြစ်တယ်ထားလိုက်ပါတော့လူကြီးပြလို့ဟာဥက္ကဋ္ဌကြီးရဲ့ဒီလမ်းတော်ခမဖြစ်မြောက်အောင်တာဝန်ယူလုပ်ပေးသားမှာလို့အဲ့ဒီလိုပရာဟိတလုပ်ငန်းတွေကိုအသင်းဖွဲ့ပြီးတော့တာဝန်ယူပြီးတော့လုပ်ပြန်တော့လည်းပဲပေးတတ်တယ်ခဏလေးပြီးတယ်တဲ့ခဏလေးအောင်မြင်နေတဲ့ဝင်ပေါ့တယ်ဘာပေါ့တယ်လဲတာဝန်မကြီးဘူးတဲ့ဘာတာဝန်မဲ့သူ့ကိုသွားပေးပေးထမ်းလိုက်ရတဲ့တာဝန်ကပေါ့ပေါ့လေးပဲတဲ့ကိုယ်စိတ်နှစ်ပါးမပင်မမှုတဲ့ပင်မသလားကိုယ်စိတ်နှစ်ပါးမပင်မမှုတဲ့နောက်ဆုံးပြီးတတ်တယ်ဟောဒီခန္ဓာဝင်ကြီးထမ်းတော့လည်းပဲခန္ဓာဝင်ကြီးကိုပေါ့ပေါ့ပါပါပဲထမ်းရတယ်တဲ့နောက်ဆုံးမှခန္ဓာဝင်ကြီးပြစ်ချပြီးတော့ဟိုမှာသံဃာတော်တွေဒုဥဒ္ဒေငန်းကြီးကိုကြိုက်တဲ့နေရာမှာထားခဲ့သလိုထားခဲ့ခွင့်ရသလိုကထိန်သင်္ကန်းလူတန်းရတဲ့ကထိန်နဂါကထိန်မာတွေဟာလည်းပဲကထိန်အကျိုးထဲမှာပြေးတတ်တယ်နောက်ဆုံးဟောဒီခန္ဓာဝင်ကြီးကိုပြစ်ချခဲ့ပြီးတော့နိဗ္ဗာန်ကိုဝင်တဲ့ထိအောင်ကြိုးပေးမယ်တဲ့ဘယ်ထိအောင်ကြိုးပေးမယ်
ဒါကြောင့်ဆိုလိုက်စမ်းမှာသွားသည်နေရာပေါ့ပါစွာဖြင့်မပါဝင်တို့အပုတ်ခန္ဓာပယ်စွန့်ခွာ၍ချမ်းသာဒုက္ခအဝဝမုတ်ချတွေ့ရမည်သွားသည်နေရာပေါ့ပါစွာဖြင့်မပါဝင်တို့အပုတ်ခန္ဓာပယ်စွန့်ခွာ၍ချမ်းသာဒုက္ခအဝဝမုတ်ချတွေ့ရမည်ဧကထိန်တကာတွေရရှိမဲ့ကျိုးကပါဠိလိုပြောရင်ဘာရခေပနံဘာရခေပနံဆိုတာပိယတိုင်ဝင်တို့ဝင်ဖို့ကြီးကိုပြစ်ထားပြီးတော့နောက်ဆုံးနိဗ္ဗာန်ကိုဝင်ရမယ်တဲ့ဘယ်ကိုဝင်ရမယ်နိဗ္ဗာန်ကိုဝင်ရမယ်အဲ့တော့မြတ်သောသင်္ကန်းလို့ဘုန်းကြီးတို့ဒီမှာလဲစိုက်ထားတာတွေ့တယ်အဲ့တော့ဒီသင်္ကန်းဘာကြောင့်မြတ်တာတော့ဆိုရင်တစ်ပြန်ပြောမယ်ပိယတတွေကာလဒါနဖြစ်ခြင်းကြောင့်ဗာဒနာဖြစ်ခြင်းကြောင့်တလအတွင်းမှာပဲလူကွင်းကြတာဟုတ်တယ်မို့လားအချိန်ကာလပိုင်းထားလို့ဘာဖြစ်လို့မြတ်တာတော့ချိန်ကာလပိုင်းထားလို့နံပါတ်2တန်ခိကလှူရလို့နံပါတ်2ကဘာလဲတန်ခိကလှူရလို့တန်ခါကိုပဲလှူရလို့ဘာကိုပဲလှူရလို့အဲ့ဒါလေးနည်းနည်းပြောမယ်ဘုရင်တိုက်ကုဏဝန္ဒနာသမဏဗြဟ္မဏနာကုဏဝန္ဒနာသမဏဗြဟ္မဏနာကုဏတန်လေခိတဝါစိတ်တံပဒတိတဝါဖလံပတိကေခာယဒိဋ္ဌောစေရဏဝိသောတိတဝါဒိဏံဒခိဏအပ္ပမတ္တကနာမနတ္ထိနိဗ္ဗာဒဌာနေမဟာတံပတ္တိမေဝဒိဋ္ဌိကုဏဝန္ဒနာသီလသုဒ္ဓအစရှိသောခုံနှင့်ပြည့်စုံကုန်သောသမဏဗြဟ္မဏနာယဟံပုံနာတို့ဤကုဏသီလသုဒ္ဓအစရှိသောကုံကိုတန်လက်ခေတဝါရည်မှ၍စိတ်တံမိမိတို့ရဲ့စိတ်ကိုပတ္တတေတဝါကြည်ညိုစေ၍ဖလံအကျိုးတရားကိုပฏิကင်ခါရဆင်ញင်၍ဒိဋ္ဌောစေရဏသုံးတန်သောစေရဏတို့ကိုဝိသောဒိဋ္ဌဝါသုတ်တင်၍ဒိဏံပေးလူအပ်သောဒက္ခိဏအလိုသည်အပ္ပမတ္တကနာမနဲသောအကျိုးမီသည်နတ္တိမရှိနိဗ္ဗာဒဌာနေဖြစ်တိုင်းသောဘဝတိုင်း၌မဟာတံပတ္တိမေဝကြီးကျယ်မြတ်မြတ်သောစည်းစိမ်ချမ်းသာကိုသာလည်းဒေတိပေးနိုင်ပါပေ၏ဣတိဤသို့ဘဂဝါဘုံတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါစာကရုဏာရှိတာမေတ္တာအားဖြင့်မိန့်ကြားတော်မူလိုက်ပါပေသတည်းပရိသတ်တေကထိန်သင်္ဃကိုလှူတဲ့နေရာမှာတန်ခါခုံကိုပဲအာယုံပြုရမယ်။ဘာကိုပဲအာယုံပြုရမယ်။တန်ခါခုံကိုအာယုံပြုမှတန်ခိကဒါနဖြစ်တယ်တဲ့။တန်ခါခုံကိုအာယုံပြုမှဘာဒါနဖြစ်တယ်။တန်ခိကဒါနဖြစ်တယ်။တခြားနားထောင်မှာတော့ဒီနေရာမှာဆိုလိုက်ကြပါစို့။အခုဓမ္မကြီးတို့မြည်လေးတယောက်ကိုသင်္ကန်းဝတ်ပေးလိုက်တယ်ကိုရင်လေးပေါ့သို့မဟုတ်ဓမ္မကြီးတို့ရဲ့မြည်လေးကိုအဲ့ဒါယဟန်ခံပေးလိုက်တယ်ပေါ့ဥစဉ်ဖြစ်သွားတယ်ပေါ့ကိုမြည်ကိုသာသနာတော်ရောက်သွားတယ်ရောက်သွားတဲ့အခါဓမ္မကြီးကသင်္ကန်းလေးတွေဝဲပြီးတော့ငါသားလေးငါသင်္ကန်းလူအောင်ပဲတန်ခါမြည်လေးတန်ခါသားလေးငါဥစဉ်လေးဆိုပြီးတော့အဲ့ဒီလိုလှူရင်ပရိသတ်အဲ့ဒါပုဂ္ဂလိကတယ်အဲ့ဒါပါလေအဲ့ဒါပုဂ္ဂလိကလှူတာအဲ့ဒါဘာလှူတာလဲပုဂ္ဂလိကလှူတာငါသားငါမြေးငါတို့အမျိုးဒီလိုလှူလို့မရဘူးကထိန်သင်္ကန်းကြတော့ရတာမရဘူးတဲ့ဒီကိုယ်တော်ကငါသားငါမြေးငါတို့အမျိုးငါတို့သားတွေရဲ့ဆရာမိဘလက်ထက်ကကိုးကွယ်လာခဲ့တဲ့ဆရာလို့အဲ့ဒီလိုအာယုံပြုတ်ပြီးတော့သွားလူရင်ပိသတ်တယ်အဲ့ဒါတန်ခိကမမြောက်တော့ဘူးတဲ့ပုဂ္ဂိုလ်ကိုအာရုံပြုသွားတာဘာကိုအာရုံပြုသွားတာဒါဒီ
ဒီမိနေရာတွေကိုသာထားတော့ဘုန်းကြီးပြောခြင်းနေတာကထိန်ကိုပြောခြင်းနေတာဘာကိုပြောခြင်းနေတာလဲကထိန်သင်္ကန်းကြတော့ဘုရားသားကြီးစိတ်ကိုကအဲ့ဒီလိုပြောင်းမလိုက်ရတယ်နော်စိတ်ကိုကအဲ့ဒီလိုပြောင်းမလိုက်ရတယ်ငါတို့အမေတွေဖေလက်ထက်တွေကကိုးကြတဲ့ရှားတော်ကြီးပဲဒီရှားတော်ကြီးကထိန်သင်္ကန်းသွားလူမယ်ဆိုတဲ့ကဘုရားသားအဲ့ဒါပုဂ္ဂလိကဖြစ်သွားပြီဘာဖြစ်သွားပြီလဲအဲ့ဒီလိုပုဂ္ဂလိကလာလူတဲ့သင်္ကန်းကိုမြတ်စွာဘုရားကကထိန်ခင်းမပြုဘူးတဲ့တန်ခါပဲလူရမှာတဲ့ဘာကိုပဲလူရမှာအဲ့ဒီလိုဒါကငါသားရဲ့ဆရာဒါကငါတို့ခံထားတဲ့ယဟန်ဒါငါတို့သိထားတတ်တဲ့ဆရာတော်လို့အဲ့ဒီလိုသွားလူရင်ပိဋကတိအဲ့ဒါတန်ရောစဉ်ကိုရဲ့မေးရှက်ပြီးတော့တုံနှောင်တဲ့စိတ်နဲ့လှူတာမို့လို့အကျိုးမရဘူးလို့တော့မပြောဘူးအကျိုးနည်းတယ်တဲ့ဘာဖြစ်တယ်လဲအကျိုးနည်းတယ်တဲ့သူကအကျိုးမချီးဘူးတဲ့ရတဲ့အကျိုးကနည်းတယ်ဥပမာလေးပိဋကတိထပ်ပေးမယ်ရေကောင်းမြေကောင်းမှာစိုက်ပျိုးတဲ့မျိုးစေ့ဟာစီပင်ကြီးပွားဖြစ်ထွန်းတဲ့ပါလျက်နဲ့နွယ်ဒီဆက်ထားလို့တဲ့ဘာတွေဆက်ထားလို့တရားနာတော်တော့တရားနာတော်ပိဋကတိကထိန်တရားနာရတယ်တဲ့သူခေတ်မှာသူခေါ်ရတဲ့တရားမို့လို့ဆိုရရပါဆိုမြေရလဲမြေကောင်းနေတဲ့မြေရလဲပါဖြစ်လေမျိုးရလဲမျိုးစစ်ကောင်းနေတဲ့မြေကောင်းတာကတန်ဃာတော်တွေသီလရှိတဲ့ပုဂ္ဂိုလ်တွေသီလသမာဓိရှိတဲ့တာမြေကောင်းတယ်ခေါ်တယ်မျိုးစစ်ကောင်းတာကဒကာမကြီးတို့ရွှေကြီးမုတ်တိုက်မိသားစုဓမိယလာတာကိုမုတ်တိုက်ကြီးနဲ့မုတ်ရောက်ပြီးတော့ဆက်လာတဲ့ပတ်စံမျိုးစစ်ရလည်းကောင်းတယ်ကောင်းလားမကောင်းဘူးလားအဲ့ဒီမျိုးစစ်လည်းကောင်းတယ်မြေလည်းကောင်းတယ်ပေါက်လာတဲ့ပင်ကဒါပေမဲ့လို့ပြည့်တဲ့အပေါ်တက်ခွင့်မရဘူးတဲ့ဘာဖြစ်လို့လဲဆိုတဲ့ကຫນွယ်တွေလက်ပတ်ထားလို့တဲ့ဘာဖြစ်လို့လဲအဲ့ဒီຫນွယ်ဆိုတာပြည့်တဲ့တန်ရောစဉ်ຫນွယ်ဆိုတာဗါတဲ့လေဒါငါတို့ကိုယ်တော်ပဲဆိုတာတန်ရောစဉ်ပါတယ်သူကဒါငါတို့ဆရာတော်ပဲဆိုတာတန်ရောစဉ်ပါတယ်သူကငါတို့မိဘလက်ထက်တွေကကိုယ်ကိုယ်တဲ့ဆရာတော်ပဲငါတို့မိဘလက်ထက်တွေကဘာရှိစုများခဲ့တဲ့အဲ့ဒါຫນွယ်ပတ်လိုက်တာတဲ့အဲ့ဒါဘာလုပ်လိုက်တာလဲဒီမိအလှူတွေမပြောရင်ဘူးတော့ဒီကထိန်မှအဲ့ဒီလိုလုပ်လို့မရဘူးကထိန်ကတန်ခါကိုပဲလူရမယ်ကထိန်ကဘာကိုပဲလူရမယ်နားလည်ပါတယ်နော်ဒါကြောင့်ကထိန်သင်္ကန်းကတ်တဲ့အခါမှာတန်ကတ္တဒေမှာဘယ်လိုဆိုလူရတာလဲဆရာတော်ကိုလှူတယ်လို့ပြောလို့ရသလားဆရာတော်ကိုလှူတယ်လို့ပြောလို့ရလို့ရှိရင်အဲ့ဒီသင်္ကန်းကထိန်ခင်းလို့မရတော့ဘူးရသလားဒီနေ့ရွှေကြီးမုတ်တိုက်မိသားစုသင်္ကန်းလာလို့လားရိုးသင်္ကန်းလားကထိန်သင်္ကန်းလားကထိန်အကျိုးရစေခြင်းလို့မအကျိုးရခြင်းလို့လေရိုးသင်္ကန်းကအိမ်မှာပဲလူလဲရတယ်ရလားမရဘူးလားအဲ့ဒါကြောင့်ဘုန်းကြီးကဒီကထိန်သင်္ကန်းကိုလှူတဲ့အခါမှာအလှရှင်ဘက်ကလည်းလှူတယ်လှူလားမလှူဘူးလားတန်ခါကိုပဲလှူဘာကိုပဲလှူရမလဲတန်ခါကိုပဲလှူမရေးတဲ့အဲ့ဒီခုနကတော့ဘုန်းကြီးပြခဲ့တဲ့ဥပမာလေးလို့ပေါ့မြေလဲကောင်းတယ်မျိုးစိလည်းကောင်းရတာနဲ့အပင်လည်းတက်လာပါဘာလို့ຫນွယ်တွေပတ်ပလိုက်တာဘာတွေပတ်ပလိုက်တာလဲအဲ့တော့ဒီအပင်ကြီးပါမလားမကြီးတော့ဘူးအကျိုးမရဘူးလို့မပြောဘူးအကျိုးပေးနေတယ်ဟုတ်တယ်မလားຫນွယ်ပတ်ခံရလို့ဘာခံရလို့လဲຫນွယ်ဆိုတာတန်ရောစဉ်ຫນွယ်ဆိုတာဘာလဲကျောင်းတိုင်းတန်ရောစဉ်နဲ့သွားလူလို့မရဘူးပုဂ္ဂလိပုဂ္ဂိုလ်တန်ရောစဉ်နဲ့သွားလူလို့မရတော့ဘူးဒီသင်္ကန်းကြတော့ဟုတ်တယ်မဟုတ်လားတန်ခါကိုပဲလှူဘာကိုပဲလှူရမှာလဲတန်ခါကိုပဲလှူတယ်ပိဋကတ်တယ်အဲ့ဒါလေးဇလန်းလေး9မိနစ်လောက်ထုတ်ကြအောင်ဆိုဟုတ်လားဇလန်းလေး9မိနစ်လောက်ထုတ်ဆိုတော့ဘုန်းကြီးဗာထုတ်ပြခြင်းလို့ဆိုတော့ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ရာဇဂုံမှာတဲ့ဗမာတရင်သုံးနေတယ်ဧကံသမယဘဂဝါရာဇဂေကလန္တကနိဝဘေဝေလူဝနေဝိဟရတိဧကံသမယခါရဝစီတော်ကဘဂဝါဘုံ6ပါးတည်းဘုရားရှင်ကိုတော်မြတ်ကြီးသည်ရာဇတဟေတောင်ကြီးငါလုံးပိတ်ဘုံကခိုးရသကြိုခေါ်တဲ့ရှင်မြို့တော်မှာကလန္တကနေဝပေရှင်းတဲ့ပေါင်းတော်ကိုအစာကျွေးရွယ်ပေးမဲ့ပေးရလည်းဖြစ်ပေသောဝေလူဝနေဝါတော်ပယံဝေလူဝခေါ်တဲ့ကြောင်းအရာမှာဝိဟရတိယပထာလေးဖြင့်
မြတ်ကြီးရွှင်ပြောင်းတဲ့တုံးကစံပေတော်မူခဲ့ပါပေသတည်းဘုံတော်၆ပါးတကယ်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ရာဇဂိုပြည်ဝေလို့ရွှေကျောင်းတော်မှာကြောင်စံပြောမွေးလျော်တော်မူနေစဉ်ကာလရာဇဂိုမြို့နာမှာပိယတရွာကြီးတရွာရှိတယ်တဲ့နာလကရွာတဲ့ဘာရွာတဲ့လဲအဲ့ဒီနာလကရွာဆိုတာရှင်သာရိပုတ္တရာရဲ့ဓာတိချက်ကျွေမွေးရမည်ပဲရှင်သာရိပုတ္တရာမြို့သားမဟုတ်ဘူးပိယတရွာသားနာလကရွာတဲ့ဘာရွာတဲ့လဲအဲ့ဒီနာလကရွာမှာရှင်သာရိပုတ္တရာရဲ့ညီတော်အငယ်ဆုံးရှင်သာရိပုတ္တရာတို့ကညီကိုမောင်နှမ9ယောက်ရှိတယ်ဘယ်နှယောက်ရှိလဲရှင်သာရိပုတ္တရာကအကြီးဆုံးရှင်သာရိပုတ္တရာရဲ့ဟိုးနောက်ဆုံးအထွေးဆုံးညီလေးနာမည်ကအရှင်ယေဝတတဲ့ဘယ်လိုတဲ့လဲအကုန်လုံးမောင်နှမ9ယောက်လို့ယဟန္တာတွေကြီးပဲထူးခြားတယ်ရှင်သာရိပုတ္တရာတို့မိသားစုကမောင်နှမ9ယောက်လို့ယဟန္တာတွေကြီးပဲအငယ်ဆုံးအရှင်ယေဝတအဲ့ဒီနာလကရွာမှာသွားသတင်းသုံးနေတဲ့အချိန်နဲ့ပြေးတဲ့အရှင်ယေဝတနဲ့တကောကတန်ဃာတော်10ပါးတန်ဃာဘဏ္ဍပါလဲအဲ့ဒီနာလကရွာကတထေးကြီးအိမ်ကိုနေတိုင်းတန်ဃာ10ပါးဆွမ်းခံကြွတယ်နေတိုင်းအိမ်ပေါ်မှာတက်ပြီးတော့ဆွမ်းတက်ခံတယ်အဲ့ဒီအိမ်မှာအဲ့ဒီတထေးကြီးရှိမှပြေးတဲ့သမီးလေး2ယောက်ရှိတယ်သမီးဘယ်နှယောက်လဲသမီးကြီးနာမည်ကဗဒ္ဓတဲ့သမီးကြီးနာမည်ကဘယ်သူတဲ့လဲအငယ်မလေးနာမည်ကတုပ္ပတ္တာတဲ့ညီမ2ယောက်အဲ့တော့ဒီညီမ2ယောက်ရှိတဲ့ထဲမှာသူ့အဖေလက်ထက်တည်းကဒီရှင်ယေဝရကိုချီညိုပြီးတော့နေတိုင်းဒီရှင်ယေဝရနဲ့ဒီယဟန္တာကြီး10ပါးနဲ့ခင်နေရတာတို့ညီမ2ယောက်နဲ့ခင်ပြီးတော့နေတိုင်းဘုံဘုံနေကောင်းလားဖေ။ဘာလေးဘုံဝင်ခြင်းတွေတော့ဖေ။ဘာလူဘာသေးတော့ဖေ။အစရှိဒီအပြည့်ပေါ်လေ။အဲ့ဒီလိုသူ့အဖေလက်ထက်ထဲကနေပြီးတော့ဒီတန်ဃာတော်10ပါးနဲ့ဒီယဟန္တာကြီး10ပါးနဲ့ရင်းနှီးပြီးတော့အမြဲတမ်းအဲ့ဒါနေ့စဉ်ဆုံးဝပြည့်လူနေတာ။ဒီနေ့တော့ဒကာကြီးဆုံးသွားဟောတဲ့။ဒကာကြီးဆုံးသွားတဲ့အခါကျတော့ဒီအိမ်မှာကညီမလေး2ယောက်ပဲရှိတာ။ဗဒ္ဓနဲ့သူပ္ပတ္တ2ယောက်လည်းရှိတာ။ရှိတဲ့အခါကျတော့အဖေရဲ့တာဝန်ကိုအမကြီးကတာဝန်ယူရတယ်။တာဝန်ယူတဲ့အခါကျတော့အဲ့ဒီမှာဗဒ္ဓကဒီယဟန္တာ10ပါးကိုသူ့စိတ်ထဲမှာဘလို့ကြီးမှန်းပြီးတော့သူလှူတုံးဆိုလို့ရှိရင်ဩငါတို့အဖေလက်ထက်သေးကကိုးကွယ်ခဲ့တဲ့ဆရာတော်တွေပဲပြစ်ထားလို့မရဘူးတခြား9000ဘိန်းတို့ပြေးတယ်သူအာယုံပြုတာကသူ့မိဘလက်ထက်သေးကနေပြီးတော့အိမ်မှာဝင်ထွက်သွားလာပြီးတော့အဲ့ဒါအများအားသူ့မိဘလက်ထက်သေးကကိုးကွယ်ခဲ့တဲ့ဆရာတော်10ပါးကိုငါတို့မိဘလက်ထက်သေးကကိုးကွယ်ခဲ့တဲ့တန်ဃာတွေပဲပြစ်ထားလို့မရဘူးဆိုပြီးတော့ဒီလိုအာယုံပြုပြီးတော့သူကလှူတာတနည်းပြောရင်ပုဂ္ဂိုလ်ကိုကြည်ညိုပြီးလှူတာဘာကိုကြည်ညိုပြီးလှူတာဒီ10ပါးပဲဒီပြင်ကိုယ်တော်တွေမရဘူးသူကဒီ10ပါးပဲသူကဘာလို့လဲတော့ငယ်ကပေါင်းလာတာသိတယ်ရဟန္တာကြီးတွေအကြောင်းဝင်တယ်သူကမိဘလက်ထက်တည်းကကိုးကွယ်ရတာဆိုတော့သူတို့ကလေးဘဝတည်းကကိုးကွယ်ရတာဒီအရှင်ယေဝရအမှုရှိတဲ့ရဟန္တာကြီး10ပါးအဲ့တော့ဘာသာရဲ့စိတ်ထဲမှာဘယ်နဲ့ဖြစ်နေတော့ဆိုတော့ဒါငါတို့ဘုံဘုံနေငါတို့ဘယ်လက်တည်းကကိုငါတို့ဘုံဘုံနေဆိုတော့ဒီလိုတန်ရောစဉ်ကျိုးနှွယ်ပြီးတော့လှူနေတာသူစိတ်ထဲမှာတနေ့တော့ဘေးသားရေဗဒ္ဓခရီးထွက်သွားတယ်တဲ့ဗဒ္ဓပဲထွက်သွားတယ်အဲ့တော့ဒီဆုံးဖို့ကိုညီမလေးကိုတာဝန်ပေးခဲ့တယ်သူဗဒ္ဓကိုဘယ်သူကိုတာဝန်ပေးခဲ့လဲညီမလေးတဲ့အခုငါခရီးထွက်မလို့တဲ့အဲ့တော့တို့အဖေလက်ထက်ကတည်းကနော်ကိုးကွယ်ခဲ့တဲ့ဒီဆရာတော်10ပါးကိုကြီးပြစ်မထားနဲ့ဒီတာဝန်ကျေပေးစေအဖေလက်ထက်ကလို့ညီတာဝန်ကျေပေးစေအခုငါလည်းတာဝန်ကျေတယ်ဓမ္မကြီးခရီးထွက်မယ်အဲ့တော့ညီချင်းတန်ခါ10ပါးကိုဟောဒီအရှင်ယေဝရမှုရှိတဲ့တန်ခါ10ပါးကိုညီခတိုင်းလိုပဲငါလူတို့လိုပဲလှူပါအေးဆိုပြီးတော့အဲ့ဒါဘာသာကဘေးတိုင်းခရီးထွက်သွားတော့မှာတော့အဲ့ဒါကြံနေခဲ့တဲ့သူဘာသာကနောက်နေ့ကျတော့သူကိုယ်တိုင်သူ့စိတ်တိုင်းညသူလှူရတဲ့အချိန်ကျတော့ဘာသာသူဘာသာကစိတ်ပြောင်းပြီးလှူတယ်သူ့စိတ်ကတန်ခါကိုပဲအာရုံပြုတယ်တဲ့ဘာကိုပဲအာရုံပြုလဲ
သူစိတ်ကဒီယန္တာရှင်သူမြတ်ကြီးတွေဟာသူလှူတဲ့အချိန်လေးစိတ်ထားတတ်ပုံလေးကိုဘုန်းကြီးကပြောနေတာနော်။ဘာထားတတ်ပုံလဲလှူတာချင်းတူတူပါပဲနေ့တိုင်းဒီဆုံးပါပဲ။ဒါပေမဲ့စိတ်ထားတတ်ပုံဘာထားတတ်ပုံလဲသူစိတ်ထားတတ်ပုံဘယ်တော့ကောင်းလို့ဆိုတာကြည့်တာ။ဩဒီဆရာတော်ကြီးတွေဟာယန္တာကြီးတွေသီလကုံသမာဓိကုံပညာကုံအပြည့်အဝရှိတဲ့ပုဂ္ဂိုလ်ကြီးတွေအဲ့တော့ယန္တာကြီးကိုလှူရတာအကျိုးကျေးဇူးများမယ်။ဩစိတ်ကိုယဟန္တာရဲ့ဂုံမောမှာအာယုံပြုတာဂုံမောအာယုံပြုတာဘာကိုအာယုံပြုတာလဲအဖေလက်တက်ကကိုခဲ့တဲ့ကိုတော်တွေမို့လို့အမကြီးကြီးညိုတဲ့ကိုတော်တွေမို့လို့အမကြီးကခိုင်းခဲ့လို့ဒီစိတ်ဓာတ်တွေမရှိဘဲနဲ့သူဘဒ္ဒါရဲ့စိတ်မှာပြည့်တဲ့ဂုံကိုပဲအာယုံပြုတယ်ဘာကိုပဲအာယုံပြုတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ရွှေရင်နှစ်ဘွားသားတော်စစ်တွေဖြစ်ပါတယ်ခုနဝိသေသပဝရအထုခုံကျေးဇူးကိုအာယုံပြုပြီးတော့အဲ့ဒီမှာဘေသတ္တေသူပန္တာလို့ခေါ်တဲ့ညမငယ်လေးကသံဃာခုံကိုပဲအာယုံပြုပြီးတော့လှူတယ်တဲ့ညမနှစ်ယောက်သေရောပရိသတ်တတန်းကုန်လို့ညမနှစ်ယောက်သေသွားတဲ့အခါကျတော့အမကြီးလုပ်တဲ့ဗရာကဘယ်မှာသွားဖြစ်တုံးလို့ဆိုတော့တာဝရိန္ဒနတ်ပြည်မှာဘယ်နတ်ပြည်မှာတဲ့လဲတာဝရိန္ဒနတ်ပြည်မှာနတ်သမီးသွားဖြစ်တယ်နတ်ပြည်က6ထပ်ရှိတယ်နတ်ပြည်ဘယ်နှထပ်လဲသတုမဟာရေတာဝရိန္ဒနံပါတ်2ပဲရှိတယ်သူကနံပါတ်2ဘုံမှာသတုမဟာရေတာဝရိန္ဒယာမတုတိတာနေမနရတိကဲညမလေးသူ့ဘာသာကပြေးတိုင်းနေမနရတိနဘုံမှာသွားဖြစ်တယ်တဲ့နံပါတ်5ဘုံမှာသွားဖြစ်တယ်ဘယ်ဘုံမှာသွားဖြစ်လဲခြေတန်းအမကအောက်မှာကျန်နေခဲ့တယ်အမကဘာမှကျန်နေခဲ့တယ်ညမကနံပါတ်5ဘုံမှာအမကနံပါတ်2ဘုံမှာအဲ့ဒါနတ်ပြည်ရောက်တဲ့အခါကျတော့လေအမကြီးကငါညမလေးပဲရောက်နေလဲမသိဘူးငါညမလေးပဲဘုံမှာရောက်နေတယ်လည်းမသိဘူးဆိုပြီးတော့ဘေးသားတည်းလိုက်ရှာလိုက်တဲ့အခါကျတော့သူ့တဲ့အရှင်းမြင့်တဲ့ဘုံကိုရောက်နေတယ်အဲ့တော့မှတက်သွားတာနတ်ပြည်တက်သွားညမချင်းစကားပါပြောကြတာညမလေးနင်ဘယ်လိုကုသိုလ်တွေလုပ်နေငါးလောက်နေကုသိုလ်မလုပ်ပါဘူးနင်ဘယ်လိုဖြစ်တာလဲအမကြီးခကြီးထွက်နေတော့ကတန်ဃာတွေကိုဟောဒီအရှင်ဝရမှုပြုတဲ့ယဟနာကြီး7ပါးကိုမာကြီးဆုံးလောင်းခဲ့တယ်မဟုတ်ဆုံးလောင်းခိုင်းခဲ့တယ်မဟုတ်ဘူးလားဟုတ်တယ်အဲ့ဒီမှာညမလေးကတန်ဃာခုံကိုအာယုံပြုတယ်တဲ့ဘာကုံကိုအာယုံပြုတယ်တန်ဃာကုံကိုအာယုံပြုတယ်ပုဂ္ဂိုလ်ကိုအာယုံမပြုဘူးဘုန်းကြီးပြောခဲ့ပြီအကျိုးမပေးဘူးလို့မပြောဘူးနော်ပေးတယ်တို့တော့အကျိုးပေးနေတယ်အခုကြည့်ပါလားညမနှစ်ယောက်စိတ်ထားခြင်းမတူဘူးဒီတန်ဃာယဟန္တာကြီး7ပါးကိုလှူဒါခြင်းအထူးထူးပဲမရတဲ့ဒါပေမဲ့လို့စိတ်ထားခြင်းမတူတဲ့အခါကျတော့အကျိုးပေးခြင်းကိုတူတာဟိုကပုဂ္ဂိုလ်ကိုအာယုံပြုတာဘာကိုအာယုံပြုတာအဖေလက်တဲ့ကပုဂ္ဂိုလ်ကငါတို့ဥစဉ်နေတာငါတို့ကိုယ်တော်တွေဒီလိုလှူတာဟုတ်သူကသူ့ဘာသာကဘေးသားရဲ့တန်ခါကုံကိုအာယုံပြုတယ်ဘာကုံအာယုံပြုလဲတန်ခါကုံကိုအာယုံပြုပြီးတော့လှူတဲ့ကုသိုလ်တန်ခိကအလှူကအကျိုးပေးသလားမပေးဘူးလားအဲ့ဒီတော့ဘေးသားတွေဥပမာလေးထပ်ပေးမယ်ဒါပြီးရင်သိတာဆိုဘာပြောချင်တာတော့ဆိုလို့ရှိရင်ကဲဈေးဝယ်တဲ့လူဈေးရောက်တဲ့လူနှမျိုးကြည့်လိုက်ဈေးဝယ်နဲ့ဈေးရောက်ဘာနဲ့လဲဈေးဝယ်နဲ့ဈေးရောက်ဆိုတဲ့နေရာမှာပြည့်တဲ့ဈေးသွားဝယ်တဲ့လူကဒါနားထောင်နော်ဈေးသွားဝယ်တဲ့လူကကုန်ပစ္စည်းမျက်နှာကိုကြည့်မှလားရောင်းတဲ့လူမျက်နှာကိုကြည့်မှလားပစ္စည်းစစ်ဆေးမှာပဲဘာကိုစစ်ဆေးမှာလဲဒီပစ္စည်းကိုတတ်မတတ်ကောင်းမကောင်းပစ္စည်းကိုပဲကြည့်ရမယ်ဘာကိုပဲကြည့်ရမလဲဒါနားထောင်နော်ဈေးသွားဝယ်ရင်ဘာကိုကြည့်ဝယ်ရမှာလဲဆိုင်ရှင်မျက်နှာကိုကြည့်ဝယ်ရမှာလားပစ္စည်းကြည့်ဝယ်ရမှာလားဒီတိုင်းပဲဘုန်းကြီးတို့ကရွှေကြီးမုတ်တိုက်မိသားစုကဲရွှေကြီးမုတ်တိုက်ဆိုဘုကမှနာမည်ကြီးမုတ်တိုက်ကြီးပဲဟိတ်နေတာပဲသုံးတိုက်ကြီးနဲ့ဆောက်ပြီးရောင်းနေတာအဲ့တော့ဒကမကြီးဒေါခင်တိုးမြင့်ကကဲကောင်တာမှာထိုင်းနေတယ်ကဲဘုန်းကြီးဘုမာလေးပေးလိုက်မယ်ဈေးဝယ်တဲ့လူကဒကမကြီးမျက်နှာကြည့်ဝယ်မှာလားမုတ်ကြည့်ဝယ်မှာလားဒကမကြီးဒေါခင်တိုးမြင့်က
ချမ်းသာလို့တထေးမို့လို့သူ့မျက်နှာပဲကြည့်ပြီးတော့ဒီမုတ်ဝယ်လိုက်ဒီမုတ်မကောင်းရင်အိမ်ကြရိုက်ခံရမှာဟုတ်တယ်ဟုတ်လားဥပမာပေးတာဗာပေးတာလဲဓမ္မကြီးတို့ဈေးရောက်နေတာပဲအဲ့တော့ဈေးဝယ်တဲ့လူလာရင်ကြည့်လေပစ္စည်းကင်ကြည့်တာဗာကင်ကြည့်တာလေဓမ္မကြီးမျက်နှာလိုက်ကြည့်လေလားတော့ကဲတို့မျိုးဘာလို့လဲမျက်နှာသနာခမ်းပါလိမ့်နာလားဘယ်လိုမှမကြည့်ဘူးဓမ္မကြီးမျက်နှာဟုတ်တယ်မဟုတ်လားဘုန်းကြီးပြောတာဘာဝယ်လဲတော့ပစ္စည်းကိုကြည့်ပါမှာပဲဘာကိုကြည့်ရမှာလဲပစ္စည်းကြီးကောင်းမကောင်းသူစစ်မယ်လေဟုတ်တယ်မဟုတ်လားဒီမကောင်းလားမကောင်းလားအရာသာရှိလားသူကြည့်မယ်လေကြည့်ပြီးတော့ကောင်းပြီဆိုသူဝယ်မယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါဥပမာပေးလိုက်တာအဲ့ဒါဘာပေးလိုက်တာလဲမရေတတ်တယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြေးသားပေါင်းသူတော်ကောင်းတို့ဒီဥပမာလိုပါပဲခုံကိုပဲကြည့်ရဘာကိုပဲကြည့်ရခုံကိုပဲကြည့်ဟုတ်တယ်မဟုတ်လားငါတို့အဖေလက်ထက်ကပုဂ္ဂိုလ်ရဲ့ဆရာတော်မို့လို့ငါတို့ဥစဉ်မို့လို့ဆိုရင်အဲ့ဒါခုနကတော့ပြောသလိုမျက်နှာပတ်ကြည့်ဝယ်လားပတ်ကြည့်ဝယ်ပစ္စည်းမှားမှာပဲဟုတ်တယ်မဟုတ်လားအဲ့တော့မျက်နှာကြည့်ရမှာလားခုံကြည့်ရမှာလားခုံကြည့်ရမှာပြေးတယ်ဘာကိုကြည့်ရမှာတဲ့လေဒါကြောင့်မို့လို့ဒီနေ့ကထိန်သင်္ကန်းဆိုတာပြေးတယ်အဲ့ဒီလိုပုဂ္ဂိုလ်ဆွဲနေတယ်လူလို့မရပါဘူးတဲ့ရသလားငါတို့မိဘလက်ထက်ကကိုယ်ပဲခဲ့တဲ့ဆရာတော်မို့လို့ဖြောက်တော့ဒီစိတ်ဘာဖြစ်လို့လဲအဲ့ဒါဆိုပုဂ္ဂိုလ်ဆွဲသွားလိမ့်မယ်ဘာဆွဲသွားလိမ့်မလဲပုဂ္ဂိုလ်ဆွဲပြီးတော့လှူတဲ့သင်္ကန်းကြီးပေးတတ်တယ်ကထိန်ခင်းလို့မရဘူးတဲ့တန်ဃာကိုရည်မှန်းပြီးတော့လှူမှတန်ခိကဒါနဖြစ်မှဘာဒါနဖြစ်မှလဲတန်ခိကဒါနဖြစ်မှဒါကြောင့်ခုနဝန္ဒနံခုနဝန္ဒနံသမဏပြမဏနံခုနတန်လေခေတဝါပတ္တဒိဋ္ဌဝါခုံကိုပဲအာယုံပြုပြီးတော့လူတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်သုတ်တန်နိဗ္ဗာန်ပါဠိတော်ကြီးမှာသံတော်နက္ခတာနာမူခံအာရိသောဝတပတံဟုခံပုံညာအာကင်္ခမာနာနံသံဃောဝေဇယတံမူခံသံတော်ကောင်းကင်မှာသွားနေတဲ့လာမင်းကြီးသည်နက္ခတာနနက္ခတာယာကျက်တကားပေါင်းတို့၏မူခံအကြီးအကဲဖြစ်ပါ၏အာရိသောရောင်ကြီးတထောင်အလင်းဆောင်တဲ့နေမင်းကြီးသည်တပတံအယောဝါထွန်းလည်းမြဝတ္ထုတို့၏မူခံကြီးကဲဖြစ်ပါ၏တန်ဃောတန်ဃာတော်ရှင်ကောင်းတို့သည်ပုံညာတန်ဃောတန်ဃာတော်ရှင်ကောင်းတို့သည်ပုံညာကုသိုလ်ကောင်းမှုကိုအာကင်္ခမာနနာအလိုရှိကုန်သည်ဖြစ်၍ယရတံလှူဒန်းပူဇော်ကြကုန်သောသူတို့၏ဝေစေစေဧကံအမှန်အားဖြင့်မုခအကြီးကဲဖြင့်ဣတိဤသို့ဘဂဝါဘုန်းတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်သာအဝေါစာကရုဏာရှိတာမေတ္တာအားဖြင့်မိန့်ကြားတော်မူခဲ့ပါပေသတည်းကောင်းငယ်မှာသွားနေတဲ့လဟာကောင်းငယ်မှာနက္ခတယကျေတကားတို့ထဲမှာအကြီးဆုံးဖြစ်တယ်လို့လောကရှိရှိသမျှအယောင်လင်းနေတဲ့မှာနေမင်းကြီးကြီးတာလည်းအကြီးအကဲဖြစ်တယ်လို့တရားတော်မတွေကုသိုလ်ကောင်းမှုစိုက်ပျိုးကျေချတဲ့နေရာမှာလည်းပဲတန်ဃာတော်တို့ဒီသားလည်းအကြီးအကဲဖြစ်တယ်တဲ့အတူပြောမယ်ပြီးတိုင်းတန်ဃာဂုံကိုအာယုံပြုလူပါဘာဂုံအာယုံပြုလူပဲဒါကြောင့်မို့လို့ဒီသင်္ဃဘာကြောင့်မြတ်တာလဲလို့မေးရင်တေကာလဒါနဖြစ်လို့နှစ်ကတန်ခိကဒါနဖြစ်လို့သုံးကသံဃာတို့ကိုချမ်းသာစေလို့ဒီသင်္ဃမြတ်တယ်ဟုတ်ပြီလားအဲ့တော့မြတ်သောသင်္ဃကိုဒီနေ့ရွှေကြီးမုတ်တိုင်မိသားစုလှူရတာဟာမြတ်တဲ့နိဗ္ဗာန်ကိုပဲတပည့်တော်ရရပါလို့ဤနိဗ္ဗာန်မရောက်မီဈာကာလမှလည်းပဲပြေးတိုင်းအမြတ်ဆုံးအကောင်းဆုံးတွေကိုပဲသုံးဆောင်ခံစားပြီးတော့နောက်ဆုံးမှာအမြတ်တကအမြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုဝင်စားရမယ်လို့နိဗ္ဗာန်ကိုဆုတောင်းဘာကိုဆုတောင်းရမလဲအမြတ်ဆုံးသင်္ကန်းကိုလှူတဲ့ကုသိုလ်ကံကြောင့်အမြတ်ဆုံးနိဗ္ဗာန်ကိုပဲရရပါလို့ဤဒါပဲတောင်းဒီမိမဆုမှတောင်းမနေတဲ့ကြံတဲ့သူတွေကသူကသူပြည့်လိမ့်မယ်ဒါကြောင့်ဒီနေ့ခေါ်တဲ့တရားပရိသတ်ဒီသင်္ကန်းဘာကြောင့်မြတ်တာလဲတဲ့တရားကောင်းသင်္ကန်းပါတယ်လေဒီသင်္ကန်းဘာကြောင့်မြတ်တာလဲဆိုတာဘုန်းကြီးပြောခဲ့ပြီးပါပြီအချက်၃ချက်ကြောင့်မြတ်တာပါအချက်ဘယ်နဲ့ချက်ကြောင့်လဲကာလဒါနဖြစ်ခြင်းကြောင့်မြတ်ပါတယ်
当地个路呀那么路面把嘞把内把当腰的嘛现在比如路嘞路没把乌呀，当那个昂就比如路嘞不都是把嘞，这路么啦？那这个当那如果当那爬都他那，当那如果强大些的路，当那如果把些些的路。แต่งาส่งเตียยาละงวยติเตียยาละปริตาเปนี่อเป็น900 600ยาละตะချမ်းသာတာပြောတာမဟုတ်ဘူးနော်ကိုယ်စိတ်နဲ့ပါချမ်းချမ်းသာသာနဲ့ဒီနှစ်ထပ်သင်္ကန်းကြီးပြည့်စုံဝရိဆောင်လာတဲ့နှစ်ထပ်သင်္ကန်းကြီး9လလုံးကိုယ်နဲ့မကွာယူမသွားပဲနဲ့ကြိုက်တဲ့နေရာမှာထားခွင့်ရလို့တန်ဃာတော်များဝင်ပေါ့ပါပါနဲ့သွားလာခွင့်ရှိလို့ချမ်းသာတာကိုပြောတာဒါကြောင့်ကထိန်သင်္ကန်းခွင့်ပြုတယ်ဆိုတာဒီဒုတိယအချက်ကိုပဲရေးတိုင်းမြတ်စွာဘုရားမူတည်ထားတာနော်အဲ့ဒါလေးဒီနေ့ဒါတထိန်နဲ့ပတ်သက်တဲ့ဘုသူတာပြောပါတယ်ဒါလေးနာကြပြီးတော့အိုးငါတို့လှူရတဲ့သင်္ကန်းကဒါကြောင့်မြတ်တာပဲမြတ်သောသင်္ကန်းကိုခနဲ့ငါတို့လှူဒါန်းဝင်ရပြီလို့ကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါဒါကြောင့်ဣတိတံကတိနာဒါနာဣတိတံကတိနာဖလံအနုဝတဝနာသံသာရေသင်္ညံတုကတိနံပရံသာတော်နှလုံးပြော့ပြောင်းကိုသူတော်ကောင်းတော်သာရဝဓမ္မလင်္ကာရကျောင်း၌တွင်64ကြိမ်မြောက်ဘုံမာကထိန်ပွဲဆင်နွဲကနေကြကုန်သောရွှေကြည်မုတ်တိုက်မိသားစုအပေါင်းသူတော်ကောင်းတော်ကတိနာဒါနံတနှစ်တွင်တလတွင်တရက်မှာဤတစ်ကြိမ်တနေ့မှာဤတစ်ကြိမ်ကထိန်ဆိုတဲ့ဤလူဒါနကြီးသည်ဣတိတံဤသို့ထူးစွာသဘောပါ၍တန်ဃာအများချမ်းသာပွားရန်တန်ဃာအများချမ်းသာပွားရန်ဖယားများစွာပညာပါသဖြင့်မဟာအတုလအစေဒါနာကြီးဖြစ်ပါ၏ကတိနာဖလံကထိန်အကျိုးတရားသည်ဣတိတံဤသို့သဘောရှိလေသောကြောင့်ပြောမကုန်ဟောမကုန်အကျိုးကုန်ရှိပါ၏ဣရိတံဤသို့သဘောရှိသောကတိနာဖလံကတိယကျိုး5မျိုးသောချမ်းသာကိုသံဃာရိဘဝများစွာအနာဂတ်သန္တရာ၌သံဃာရိဘဝများစွာအနာဂတ်သန္တရာ၌အနုဝတ္တနာခံစားစံစားကြကုန်မည်၍ကတိနာမယိုင်မလဲခိုင်မြဲလာစွာသောဗရံအသင်္ကတတအမြနိဗ္ဗာန်သောသေညာတုကောင်းစွာမသွေရောက်နိုင်ကြပါစေကုန်တည်းကိုင်ပေသတ္တရေဒီကထိန်တရားလေးတစ်ပုဒ်ဆိုပြီးတော့ဓမ္မတွင်တရားဝင်သိလိုက်ကြစို့အလုံးစိတ်ပါလက်ပါတဲ့ညီလက်ညီတံပြိုင်လိုက်ဆိုကြသမ်းမှာလူနာဗျမတတ္တဝါအများတို့ထာခါပွားလို့လူနိုင်ပေဘုဖဲဂတိပါခဗလာသင်္ကန်းကိုတရာရွှေလန်းလို့လူနိုင်ပေတိစီဝရညသင်္ကန်းကိုကစေမြန်းဖို့ခွင့်ပြုပေကထိန်သင်္ကန်းတန်ခါမှန်းလူရန်ပူဇော်လေကတိနာစီဝရသံဃတဒီမဆိုလူလေအဲ့ဒါကြောင့်သာသနာကြုံတော့အမြတ်ဆုံးအားလုံးလှူနိုင်စေလူနာမြမတတ္တဝါများတို့ထခါပွားလို့လူနိုင်ပေဘိုးဖဲဂတိပါကဗလာသင်္ကန်းကိုတရာရွှေလန်းလို့လူနိုင်ပေတိစီဝရညသင်္ကန်းကိုကစေမြန်းဖို့ခွင့်ပြုပေကထိန်သင်္ကန်းတန်ခါမှန်းလူရန်ပူဇော်လေကတိနာစီဝရသံဃတဒီမဆိုလှူလေ
Era Jau Tadana Jondo Amya So Alone Luna Ze Dedi Domi Ayandamo Bodina Yesabati Do Dina Davidu Kayandu Zana Eita Tamengino Bodina Aranda Sudayambu Kain Tu Naimamin Gorama Bayashini Ayesabati Do Tangarai Baya Pia Dada Tina Yusoy Hoja Ado Ayandamo Dinga Bajau Myata Lelo Ami Pita Redamagata Ditana Romyago Mimayangadi Dedi Do Tatang Domya Konase Legu the Zamulaza say Begu Murinia Tamalinga Jauna Duna Purima Wama Chuto Mujagono Tangaro Bouncing Gauno A Katay Dayaga Pagini Utto Awo Yizubiro Shuji Modai Tamayi Dokin Domine Tadami Midazudo Saying Jimba Bilo Adi Katay Lubwes and Vega Nijagono Myogaunda Mimba Duragauno Dize Mase Chinjanai Javaze Ianipse Kauza Madre Hocharo Mugema Baby Tena Todo Sibu Tamada Nadavana Bawana Maya Bonya Kriya Gudo Tujao Davi Jume Odo Longono Zana Diana Yaula Bonya Swadodi Ada Damino Mimiro Adi Eloshia Dona Ado Ada Mingala Jedi Pia Doni Pizonia Goni Pie Dukayandu Yaniga San Neighbor Yaujadi Bawa Dai Ao Seishwe Lanwe Janjang Mama Chanchang Dada Shido Munanja Vaze Gondadi Yezet Don Chak Amya Wilajazo Alolai Soba Ijame Bonya Nebanada Beseyo Hodu Shempeya Vidomyadi Kango Lagao Kan E Chodeya Lagao Yonji Jabagoni Pijwe Taranego Domane Ngabado Dilaro Miadogo Jendo Kayu Saudi Bili Tatao Domya Konese Ligu Tatao Mulaza Sayene Jayauya Kadamaya Nai Namalingara Chondai Dwindo Layao Bili Purima Wama Chudo Mujado Angaro Shindu Miado E Dilago Tamarigo Tinyago Nogo Ayo Mue Welondu Harini Uto Ao It Luna Neva Dondando Chana Rodin Gababa Chandago Yashi Kanda Naimaze Ajonga Imayue Migini Dokin Domine Dazami Midazudoga Katain Denga Katain Swan Nawakama Asashi Do Luramweya Ashabya Dogo Sirena Donda Piatanyue Lurama E Shemaya Ikamudi Davido Adwe Menya Munya Bodinya E Ya Jao Chauban Gauni Shebazida Shemaya Yene Yaku Piu Damya Kudala E Abova Gago Atuashe Bawa Soye Bawa Dedo Yauda Levido Yerana Domago Lira Leshido Haya Dezao Jaun Dayaga Uto Ao A
ya nya ba se amya we e thoma de ba ananda gai we Jesu do shin mi kin pha kin do a lagaw saya takhin Jesu shin do a lagaw ye mye tane asoya min a lagaw nat do tane taja min a lagaw ngaye tane yama min a lagaw y chong dai nai sao sao yue ni ja gon do chong sao na se di sao na ai sao na chan sao na myo sao na yua sao na do sao na tong sao na adana do sao na satu mahare da warinda asashi gon do namya na kao na bao do a lagaw a tây bwa ka do sa khe gon do mi hong pha hong bo hong bwa hong sui hong myu hongပုဂ္ဂိုလ်ပေါင်းတို့အား၎င်းယခုဘဝ၌တော်စား၍ဘဝတစ်ပါးပြောင်းရွှေ့သွားကြကုန်သောဆွေမျိုးညီအကိုမောင်နှမမိတ်ဆွေတင်္ဂဟအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းရာညာပါစေအမြဝေ၏အလုံးစုံကုန်သောဝေနေယဒုက္ခိတဒုက္ခိတတတ္တဝါအနန္တတို့သည်ကုသိုလ်ရှင်ကောင်းမှုရှင်ကထိန်တကားကထိန်အမဖြစ်ကြကုန်သောဒေါခင်တိုးမြင့်မိသားစုတို့ပေးဝေသောအမြကိုရကြကုန်သည်ဖြစ်၍ဝါမြောက်နှူမောသာဓုသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သောအာလုံးကြာကြာသမျှအမြအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓု